ထိုင်အောင်နော်ကိုယ်လိုသဘောထားဘာမှစိတ်အားမနေနဲ့နော်ကိုသားနဲ့တမီးလေးရှိရမိတ်ဆက်ဘူးနော်ခေါ်ယူတားရေ ရဖေ အေးညီမလေးခေါ်ယူလာခဲ့ပါဦးဝယ် ဟုတ်ဖေ ဒါတိုင်းရွှေတိုးတဲ့နော်ဟိုကတမီးရွှေမဟုတ်ဆို